အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ Go Link မှာဆရာတစုဖြစ်တဲ့ Cloud ကို guide လုပ်ပြီးတော့မှာပဲဖြစ်ပါတယ် Cloud ကိုကျွန်တော်ရှေ့ video မှာလည်းကျွန်တော် guide တစ်ခါလုပ်ပြီးပြီဗျာဒါပေမဲ့အဲ့ဒီ video ကကျွန်တော်ရဲ့ပထမအဦးဆုံးအတန်နဲ့ပြုလုပ်တာဖြစ်တဲ့အတွက်ကြောင့်မိတ်ဆွေတို့အဲ့ video မှာနားမလည်တာတွေရှိမှဆိုလို့ကျွန်တော်နောက်တစ်ခါထပ်ပြီးတော့ guide လုပ်ပေးရခြင်းဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့ video လေးကိုလည်းအဆုံးထိကြည့်ရှုပေးကြဖို့တောင်းဆိုချင်ပါတယ်ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လေးလုပ်ခဲ့ပေးဖို့လည်းကျွန်တော်တောင်းဆိုချင်ပါတယ်ဒါဆိုရင်တော့ Cloud ရဲ့ skill ကြောင်းလေးတွေကိုစလိုက်ကြရအောင် Cloud ရဲ့ basic ကသူချက်ပြစ်လိုက်တိုင်းမှာသူကုန်းပေါ်မြောက်ကပါလိုက်ပြစ်နေမှာဖြစ်ပြီးတော့အဲ့မြောက်ရဲ့ damage က base damage 25ရာခိုင်နှုန်းမှာ Cloud စီက25ရာခိုင်နှုန်း damage ယူပါတယ်အဲ့တော့ Cloud က classic item ဖြစ်တဲ့ Demon နာ Grand Threat တို့ရဲ့ effect တွေကိုအကုန်လုံးယူပြီးတော့ပြစ်ပြီးတယ်ဗျာအဲ့ဒါကြောင့်မလို့ Demon နာနဲ့ License Hero က Cloud လိုပဲပြောရမယ်ဗျာအဲ့ဒါဒီမဲ့မဟုတ်ပါဘူး High Claw Baska Fury Window Carrot item တွေဆက်မယ်ဆိုရင်လည်းပကုန်းပေါ်မြောက်ကပြစ်တဲ့ damage က critical တွေထပါသေးတယ်Cloud ရဲ့ skill 1 enemy တွေကို 10% movement speed နဲ့ 20% attack speed ကိုတလုံးတစ်ခဲတည်း short ချပေးလိုက်မှာပဲဖြစ်ပါတယ်။သူကိုယ်တိုင်ကတော့ stat တစ်ခုကြည့်ဒီတိုင်းမှာ 4% ပြန်လည်ရရှိမှာပဲဖြစ်ပါတယ်။ဒီလို crit rate တွေဆိုရင် skill 1 stat တစ်ခုပဲရတာဖြစ်ပြီးတော့ကျွန်တော်တို့ enemy တွေဆိုရင်တော့ skill 1 stat 2ခုရပါတယ်။ skill 1ကလည်းပြီးတော့အများဆုံး5ခုထိပဲစုလို့ရပါတယ်။ပြီးတော့ skill 1ကိုများများယူသင့်တယ်ပေါ့နော်။ဘာလို့လဲဆိုရင် skill 1မှာပါတဲ့ short တွေတူးတဲ့ value တွေကလည်းပို့ပြီးတော့များလာမှာဖြစ်တဲ့အတွက်ကြောင့်မလို့ skill 1ကိုများယူသင့်ပါတယ်။ skill 1ကိုအမြင့်ဆုံးယူလိုက်ပြီဆိုရင် -30% ဆိုတော့ Moscow လို Roger တို့လို attack speed အားကိုးတဲ့ကောင်တွေကိုရှင်ပြီးတော့ကောင်လာလို့ရပါတယ်။ lane တစ် lane နဲ့မှာအဲ့ကောင်တွေနဲ့ရှင်ထိရမယ်ဆိုရင် skill 1ကိုများယူဖို့လိုအပ်ပါတယ်။ Cloud ရဲ့ skill 2ကတော့ဒီလိုအယုတ်ချပြီးတာနဲ့တန်းပြီးတော့ခုံနိုင်အောင်လေ့ကျင့်ထားတင်ပါတယ်။ဘာလို့လဲဆိုတော့ကိုက maximum ကင်တာဖြစ်တဲ့အတွက်ကြောင့် enemy တင်းကလာပြီးတော့ကန်နိုင်တယ်ဗျာ။အဲ့ချိန်မှာကိုကအငှားမိသွားလို့ရှိရင်သူတို့တက်တာကိုခံနိုင်တယ်ဗျာအဲ့ကြရင် family တွေလည်းလိတ်တယ်ကိုယ်တွေမှာဂိုးတွေလည်းအကုန်ပါသွားတယ်ဗျာအဲ့ဒါကြောင့်မလို့ enemy လာခန့်တဲ့အခါတွေပိုင်းမှာဆိုရင် Cloud ရဲ့ skill 2ကိုဒီလိုလင်းလင်းမြန်သုံးတဲ့ချင်းအပြင်ကျွန်တော်ဗတဲ့အဝင် track တွေရောကျွန်တော်တို့ဒီ enemy လာခန့်တဲ့အခါတွေမှာရောတော်တော်သုံးဝင်နေဗျာပြီးတော့ကျွန်တော်တို့ဒီ enemy ကိုကျွန်တော် skill 2နဲ့ AD ဝင်ခွဲတဲ့အခါတွေမှာဆိုရင်ပို့ပြီးတော့ချုံးမိပါတယ် skill 2ကိုအဲ့လိုသုံးတတ်ထားရင်skill 2မှာပါတဲ့မြောက်ကလည်း basic အတိုင်းပဲ basic တက်တွေယူပြီးတော့ပြစ်ပေးပါတယ်အဲ့တော့တကြောင်ကျွန်တော်တို့ lane ရှင်းတာပဲဖြစ်ဖြစ် enemy နဲ့ဗိုင်းဝိုင်းတွေ့လို့ကျွန်တော် enemy နဲ့ဗိုင်းဝိုင်းချကြတာပဲဖြစ်ဖြစ်ကိုကမနိုင်တော့ဘူးဆိုရင်ဒီလို skill 2လေးချပြီးတော့ရှင်းပြလို့ရတယ်ဗျာမြောက်မှာပါတဲ့ damage ကလည်းဒီ enemy ကိုဆိုရင်ပို့ပြီးတော့ damage ထိစေတယ်ပြီးတော့မြောက်ကသူ့ရဲ့ sequence ထဲမှာရှိနေတဲ့ဘယ်အရာမဆိုစရိုက်ထုနေမှာပဲဖြစ်ပါတယ် Cloud ရဲ့ AD ကိုကျွန်တော် strength 5ခုစုပြီးမှဟိုဘက်ကအရေးကြီးဆုံးလို့ထင်ရတဲ့ enemy နှစ်ကောင်ကိုအဲ့လိုကတ်ပြီးတော့ခွဲပေါ့ဗျာအဲ့ဒါဘာလို့လဲဆိုရင် Cloud ရဲ့ AD ကသူ့ရဲ့ sequence ထဲမှာ enemy နှစ်ကောင်ကိုပဲ damage အများဆုံးပေးနိုင်လို့ဖြစ်ပါတယ်ဒါမှမဟုတ်နှစ်ယောက်ထက်ပိုတဲ့ enemy ကြားမှာ AD သုံးမယ်ဆိုရင်တော့ damage တွေကမျှပြီးတော့ပေးတာဆိုတော့အဲ့လောက်ထိမှာမဟုတ်တော့ဘူးဗျာဘာလို့လဲဆိုတော့သူက3ကောင်ဆိုတော့ damage ကမျှပြီးတော့ပေးတာ Cloud ရဲ့ AD ကကြာကျွန်တော်ဒီ sequence နဲ့ enemy နှစ်ကောင်ကိုပဲကျွန်တော် AD အဓိက damage ပေးတာပေါ့ဗျာဒါကြောင့်မလို့အဲ့လို3တောင်နည်းနည်းလေးတော့ဆင်ကျင်တင်တယ်ပြီးတော့ကျွန်တော် Cloud က AD 3ရင်းနဲ့လဲကျွန်တော် skill 1နဲ့ skill 2တွေကျွန်တော်အကုန်လုံးသုံးလို့ရတယ်ဗျာအဲ့တော့တဲ့ကြောင့်ကျွန်တော် AD ခွဲပြီးတော့ damage အပိုလေးပါလေးပေးချင်တာလဲဆိုရင်လည်းအဲ့လိုတွဲပြီးတော့သုံးလို့ရတယ်ဒါကတော့မိတ်ဆွေတို့သဘောပေါ့နော်မိတ်ဆွေတို့ပွဲပေါ်မှာအချိန်နေပေါ်မူတည်ပြီးတော့အဲ့လိုသုံးပြီးတော့လုပ်လို့ရတယ်ဗျာပြီးတော့ Cloud ရဲ့ AD က Demon နာတို့ Grand Threat တို့ရဲ့ effect တွေကို90ရာခိုင်နှုန်းထိပဲရမှာဖြစ်ပြီးတော့ကိုပြီးရဲ့ damage ပေါ်မူတည်ပြီးတော့အလိုက်ရှိတွေလည်းပြန်ပြီးတော့တက်ပါသေးတယ်ကျွန်တော်သတိထားမှာတော့ရွှေထူးလို့အုပ်စုပေါ့နော် Saber Franco Nana Zilong Minotaur Alpha ပေါ့ဗျာအဲ့ဒီကောင်တွေရဲ့ spell တွေက Cloud ရဲ့ AD ကိုလုံးဝပြတ်သွားစေနိုင်တယ်ဗျာအဲ့ဒါကြောင့်မလို့အဲ့ဒီကောင်တွေ enemy ဘက်ကပါလာရဲဆိုရင်ဒီကောင်တွေရဲ့ spell တွေပြီးမှကျွန်တော်တို့က AD ဝင်ခွဲတာမျိုးကိုလုပ်စေချင်ပါတယ်ဒါကတော့ဒီကောင်တွေရဲ့မဟုတ်ဘူးဗျာကျန်တဲ့ကောင်တွေလည်းအများကြီးရှိတယ်ဘာလို့လဲဆိုတော့ဒီမှာဆိုလက်ကြည့်ဟိုနာနာဆိုရင်လည်းနာနာရဲ့ skill 2မိသွားတယ် Cloud AD တန်းပြီးတော့ပြတ်မှာဗျာဇီလောင်းဆိုရင်လည်းသူ့ရဲ့ skill 1 cloud လိုက်တာနဲ့ Cloud AD တန်းပြီးတော့ပြတ်မှာဗျာအဲ့ဒါကြောင့်မလို့ပြောပြရတာပါကျွန်တော်ပြီးတော့ Cloud ရဲ့ AD ကဒီ Winner Crown ဆိုတဲ့ item နဲ့လည်းတော်တော်လိုက်တယ်ဗျာဘာလို့ဆိုတော့ battery ဘာတွေမှာဆိုရင်ကျွန်တော်တို့က skill 2နဲ့သွားပြီးတော့ AD ခွဲပြီး Winner Crown ခဲလိုက်ပြီဆိုရင်ကျွန်တော် Cloud ကိုဘာမှလုပ်လို့မရတော့ဘူးဗျာအဲ့ဒါကြောင့်မလို့ပြီးတော့ကျွန်တော်နောက်တစ်ခုကြံသေးတယ်အဲ့ဒါဘာလဲဆိုရင်ကျွန်တော်ဆောင်းလာပြောခဲ့သလိုပဲဟိုဘက်တင်းရကျွန်တော်ရွှေထူးလို့အဖွဲ့ပါတယ်ဆိုရင်လေသူတို့ spell တွေကနေပြီးတော့ကျွန်တော် AD ကိုမပြတ်အောင်သူတို့နားလေးကိုကတ်ပြီးတော့အဲ့လိုလေးခဲလိုက်အောင်ပဲဗျာဒါဆိုရင်သူတို့ကျွန်တော်ကိုဘာမှလုပ်လို့ရမှာမဟုတ်တော့ဘူးကျွန်တော် Cloud ကိုဘာမှလုပ်လို့မရမှာမဟုတ်တော့ဘူးဗျအဲ့လိုမျိုးကျွန်တော် Winner Crown ပို့ပြီးတော့မိုက်တယ် Winner Crown မှာအားနည်းချက်ရှိတာကကြတော့ကျွန်တော်ဒီ Winner Crown ကိုဝယ်ထားတယ်ဆိုရင်ကျွန်တော်အပေါ်ကဝင်းအောင်နေချအောင်ကျွန်တော်ပတ်စံဘယ်လောက်ပေးပြီးဝယ်လို့မရဘူးဗျာအဲ့တော့ကျွန်တော်ကဘယ်လိုလုပ်အောင်မလဲဆိုရင်ကိုက physical တွေကိုကာချင်တာလားဒါမှမဟုတ်ကိုယ့်ရဲ့ AD ကိုပဲထုတ်ချင်တာလားကိုစဉ်းစားသင့်တယ်ပေါ့ဗျာဒါမှမဟုတ်လည်း enemy team ရဲ့ drop ပေါ်မူတည်ပြီးတော့ကျွန်တော်တို့ item တွေကိုအချိန်ပြောင်းလုပ်လို့ရတယ်ဗျာပြီးတော့ကျွန်တော် Cloud ရဲ့ AD ကိုသုံးတဲ့ခါတွေမှာဆိုရင်လည်းကျွန်တော်တို့ AD တန်းနေပြန်နေဝင်းအောင်နေချနဲ့ဘန်းချန်ကိုကျွန်တော်တန်းပြီးတော့မသုံးနဲ့ဗျာဘာလို့လဲဆိုတော့ဟိုဘက်က enemy team ကကျွန်တော် physical ကောင်းနေပါလာရဆိုရင်တော့ဒါမှန်တယ်ဗျာကျွန်တော်ဒီလိုသုံးအောင်မယ်အဲဒီသုံးဝင်းအောင်နေချဖွင့်ပြီးကြမှာဘန်းချန်ဖွင့်ဒါမှမဟုတ်ဘဲနဲ့ဟိုဘက်ကဒီ magic damage ပေးမဲ့ကောင်းနေများတယ်ဆိုရင်ဘယ်လိုလုပ်ရမလဲဆိုရင် skill 2နဲ့တခါလေးဝင်ပြီးတော့ဒါကိုတခါလေးနှိပ်ပလိုက်ဗျာဝင်းအောင်နေချရော band ရောတခါလေးနှိပ်ပလိုက်ဒါဆိုရင်ကျွန်တော် magic damage လည်းကာတယ် physical damage တွေလည်းကာတယ်ဆိုတော့အကုန်လုံးနှစ်ခုစလုံးကိုကာပြီးသားဖြစ်သွားတယ်ဗျာ
ကဲဒါဆိုရင်တော့ကလောက်ရဲ့အရေးကြီးဆုံးအကြောင်းဖြစ်တဲ့ကျွန်တော် ambulance အကြောင်းကိုစပြီးတော့ကျွန်တော်ရှင်းပြပေးပါမယ်ကလောက်ကအရင်တော့ဆိုရင် mana fitness အရင်ဆက်ကြတယ်ဗျဘာလို့လဲဆိုရင်ကလောက်က mana အရင်ကုန်လို့နေဗျဒါပေမဲ့အခုမှတော့ကျွန်တော် mana fitness ဆက်စရာမလိုတော့ဘူးဘာလို့လဲဆိုတော့ common ambulance မှာပါတယ်ကျွန်တော်ဒီ hybrid region ဆိုတဲ့သွေးရော mana ရောပြန်တက်တဲ့ effect ကလေးပါနေလို့ဗျအဲ့ဒါလေးပါနေတော့ကြတော့ကျွန်တော် mana ရှူသွားစရာမလိုတော့ဘူးတခြား fitness တွေသွားရုံပဲပြီးတော့ကျွန်တော်တို့ဒီအောက်မှာလည်း adaptive attach 22ဆိုတဲ့ဟာလေးပါတယ်ဗျဒါကြောင့်မလို့ကျွန်တော်ဒီပထမဆုံး ambulance ကိုကြတော့ဒီbrain 16 adaptive attack ဆိုတဲ့ဟာကိုယူမယ်ဗျာဘာလို့လဲဆိုတော့ကလောက်ကအားလီပိုင်း physical နဲတယ်ဗျာ physical နဲတော့ကြတော့ physical ရှင်ပြီးတော့ trade မယ်ဆိုရင်ကျွန်တော်ဒီ brain 16 adaptive attack ဆိုတဲ့ဟာလေးကိုယူထားမယ်ဗျာအဲ့ဒါဆိုရင်စလာချင်းအားလီပိုင်းကနေ physical ရှင် trade လို့ရတယ်ကလောက်ကပြီးတော့ကျွန်တော်ဒုတိယ ambulance လေးရကြတော့ကျွန်တော်ဒီဟာလေးဗျာဘာလို့လဲဆိုတော့ဒီဟာရဲ့ effect ကကျွန်တော်ဒီသွေး90ရာခိုင်နှုန်းအောက်ရောက်ပြီဆိုရင် defense နဲ့လိုတက်လာမှာဗျာအဲ့တော့ကလောက်ကဒါနဲ့ဆိုရင်ပြီးပြီဘာလို့ဆိုတော့ကလောက်ကအားလီတိုင်ရပြီဗျာအားလီတာတယ်ဆိုရင်လေခင်းအကုန်လုံးကိုလိုက်ပြီးတော့ဖြဲရုံပဲအဲ့တော့ကျွန်တော်တို့ကဒုတိယ ambulance ကိုကြာကျွန်တော်ဒီဟာလေးယူမယ်ပြီးတော့ကျွန်တော်နောက်ဆုံး ambulance ကိုကြာတော့ကျွန်တော်ဒီ corner ချက်ပြောင်းသွားပြီဗျာ corner ချက်ယူတယ်ဒါမှမဟုတ်ကလောက်ကဒီ war crime နဲ့လည်းဆော့လို့ရတယ်ဒါမှမဟုတ်ဘူးကျွန်တော်တို့ massman တွေကိုအဓိကလိုက်ပြီးတော့ဖြဲချင်တာဆိုရင်ဒီအောက်ကကျွန်တော်ဒီဟာလေးကိုသုံးလို့ရတယ်ဗျာဒါကတော့မိတ်ဆွေတို့အမြင်ပေါ့ကျွန်တော်တို့ဒီ corner ချက်ကိုကြိုက်လို့ပဲကျွန်တော်ဒီ corner ချက်ကိုပဲသုံးပြတယ်ဒါကတော့ကျွန်တော်ဒီ cloud နဲ့ alive fast ဆုံး ambulance မှာပြီးရင်ကျွန်တော် item အကြောင်းလေးကိုလည်းရှင်းပြပြပါမယ် okay ကျွန်တော် cloud ရဲ့ပထမဆုံး first item ကိုတော့ကျွန်တော်ကတော့ demon hunter သွားတယ်ဗျာ demon hunter သွားပြီးမှကျွန်တော်ဖဏတ်သွားတယ်ဖဏတ်သွားပြီးပြီဆိုရင်ကျွန်တော်ဒီ golden strap သွားတယ်ဗျာဘာလို့ demon hunter သွားကြလဲဆိုရင်ကျွန်တော် damage က demon hunter ပို့ပြီးတော့တာတယ်ဗျာတချို့လူတွေဆိုရင်ဒီ crossing strike ကို first item သွားတယ်ဗျာတကယ်မသွားနဲ့ demon hunter ကိုပဲသွားဘာလို့ဆိုတော့ demon hunter crossing strike ရဲ့ damage နဲ့တခြားစီတွေဗျာ demon hunter ပို့ပြီးတော့တာတယ်အဲ့ဒါကြောင့်မလို့ကျွန်တော် demon hunter ကို first item နဲ့သွားတယ်ပြီးမှဖဏတ်သွားတယ်သွားပြီးရင်ကျွန်တော်ဒီ golden strap သွားတယ် golden strap သွားပြီးရင်တော့ကျွန်တော်ဒီ crossing strike ကိုသွားတယ်ဗျာပြီးရင်ကျွန်တော် one on nature ဒါမှမဟုတ်လေ gun ကိုအရင်သွားတယ်ပြီးမှအဲ့နှစ်ခုကိုကျွန်တော်အချင်းပြောင်းလေးလုပ်လိုက်ပြီဗျာဟိုဘက်က enemy drop pick ကိုကြည့်ပြီးတော့ကျွန်တော်အဲ့နှစ်ခုကိုတော့ gun ကိုအရင်ဆက်ရင်လည်းဆက်တယ်ဒီ one check ကိုလည်းအရင်ဆက်တယ်ဒါမှမဟုတ်ကျွန်တော် one check ကိုဆက်တာကျွန်တော်များပါတယ်ပြီးမှ gun သွားတယ် gun သွားပြီးရင်ကျွန်တော်နောက်ဆုံးအပို item နှစ်ခုကိုကြာတော့ကျွန်တော်ဒီ one dot ခါသွားရင်လည်းသွားတယ်ပြီးတော့ကျွန်တော် one crown သွားရင်လည်းသွားတယ်အဲ့တော့ဒါကတော့ကျွန်တော်ဒီ cloud နဲ့ alive version item မှာဒါဆိုရင်ကျွန်တော်ပွဲထဲမှာစောက်ထားလေးကိုတစ်ချက်သွားကြည့်လိုက်ကြအောင်ဒါကျွန်တော်ကဒီ brother တို့ဘယ်နေရာမှာဘယ်လို space သုံးရမလဲဘယ်လိုနေရာမျိုးတွေမှာဘယ်လို enemy ဘက်ကိုဝင်ပြီးတော့ AD သုံးရမလဲဆိုတာတွေကိုပြပြထားတာမလို့ကျွန်တော် game 3ပွဲစော့ပြီးတော့ item ရဟာတွေကိုကျွန်တော်ဒီထဲမှာပြပြထားတာပဲဖြစ်ပါတယ်ကိုဘက်ကကျွန်တော်နဲ့ရှင်ထင်းရကောင်ကဒီကလင်ပြဒီခြုံထဲမှာလည်းကိုဘက်ကတန့်ရှိရဲဆိုတော့ဒီကောင်ကတက်မလာရဲဒီကောင်လေးတိတယ်အဲ့တော့ဆိုရင်အဲ့ဒါဆိုရင်ကျွန်တော်ပထမဆုံးဘာလို့မလဲဆိုရင်ကျွန်တော်ဒီ lesson အရင်စားမယ်ကျွန်တော် view တိုင်းမှာအမြဲတမ်းပြောပါတယ်ကျွန်တော် create ပါလေဆိုရင်ကျွန်တော် lesson စားမယ်လို့ကျွန်တော်ပြောရနော်အဲ့တော့ scale ပွင့်ပြီဆိုတော့ကျွန်တော်ဒီ go back လေးကိုစားရဗျာဒါဆိုရင် scale လေးချပြီးစားလိုက်ဘာလို့ဆိုတော့ကိုယ့်ဘက်ကတန့်လဲဒီနောက်မှာရှိရဲဆို AC ပဲပြီးရင်ဒီကောင်သွားပြီးတော့ဖိတ်မယ်ဒီကောင်ဟိုဘက်စားနေတာဗျာအဲ့တော့ကိုယ့်ဘက်ကတန့်လဲရှိရဲဆိုတော့ဒီကောင်ရဲ့ back ကိုလည်းရတယ် create ကိုလည်းရတယ်ဒီကောင်ကတော့ဟို create မှာဒီကောင်ခြုံထဲမှာပဲသွားနေနေတူအဲ့တော့ဒီ back တွေကိုလည်းစားဒီ create ကိုလည်းစားပြီးတော့ဟိုမှာကြံနေခဲ့တဲ့ create ကတော့လွတ်သွားပြီအဲ့ဆိုထားလိုက်တော့ okay ဟိုမှာ Karina ကလည်းဒီဘက်စားပြီးတော့ goaling ကိုလာခံမဲ့ပုံစံလေးဗျအဲ့တော့ကျွန်တော်တို့ဒီကောင်ကို heat shot ထားလိုက်မယ်ပြီးရင်ကျွန်တော်ဒီကောင်လေးလာမှာဒီကောင်လေးဝင်လာမှာ okay တန့်ဝင်ပြီဆိုတော့ကျွန်တော်တို့လည်း live တင်လေးပဲဝင်ပြီးလိုက်ဗျတားကြီးဝင်ခိုင်းတာမဟုတ်ဘူးနော် live တင်လေးပဲဒီကောင်ကိုအဲ့လိုလေးဝင်ပြီးတော့ပြစ်ပြီးလိုက်ဒါဆိုရင်ဒါ hyper ဒါသူခံရမယ်တာ1သူတာဝင်ကျွန်တော်တို့ကဘာလို့ရမလဲဆိုတော့ Hyogi ရရင်တော့ယူလိုက်ပါဗျာနော်ဒါသူကတာဝဲထီဝင်မှာဆိုတော့ကျတော့ hyper ပါလာခံပြီးတာဆိုတော့ကျတော့ကျွန်တော်အဲ့လောက်ထိလုပ်ပြီးကြမလို့အဲ့တော့ Goshi လေးကိုခွာမယ် Goshi ခွာမယ်ဆိုရင်လည်း brother တို့ဒီ schedule လေးချပြီးတော့ခွာဗျာအဲ့ဒါဆိုရင် Goshi ကခွာတာတော်တော်လေးမြန်တယ်ဟိုကောင်မလာခင်မှာကြည့်ရော Goshi ကတော်တော်လေးကိုကျွတ်သွားပြီဗျာအဲ့ဒါကြောင့်မလို့ကျွန်တော်ဒီ schedule ကိုလည်းသိချာသုံးတဖို့လိုအပ်တယ် brother တို့ဒီမှာဆိုရင် Granger လာနေပြီ Granger ကိုကျွန်တော်တွေ့ရတယ်ဆိုတော့အသားလေးနောက်ကိုပြန်ပတ်လိုက်မယ်တန့်တော့ him မရှိလို့သူတို့အိမ်ပြင်မယ်ကြည့်ရတာဒီကောင်လေးကျွန်တော်ကိုခန့်ကျင်တဲ့ပုံပဲဗျgo crack ကမရအောင်အဲ့တော့ကျွန်တော်လည်း AC လေးပဲခဏလေးမှနေမယ်ပြီးရင်ကျွန်တော်ဒီ lane လေးကိုဒီကောင်ကို skin 1လေးနဲ့ညှို့မယ်ပြီးရင် lane လေးတွေကို let's စားမယ်ကိုယ့်ဘက်က crit ရှိနေသည် brother ကို lane ကိုလုံးဝမခွာနဲ့နော်ဒီမှာကျွန်တော် crit စားမယ်ဟာရှိနေသည်ကို lane ကိုလုံးဝမခွာနဲ့ဘာလို့ဆိုကလောက်ကအဲ့ဒါကြီးအရေးကြီးတာပဲဗျကျွန်တော် family အရေးကြီးတယ်အဲ့ crit လေးကိုကျွန်တော် let's စားတာပို့ပြီးတော့ကိုရတယ်အဲ့ဒါကြောင့်မလို့ဒီကောင်ဒီဘက်စားနေလားဆိုပြီးတော့သွားကြည့်တာဒီကောင်ဒီဘက်လည်းမစားဘူးဆိုတော့ကိုပဲတွေ့ပြီးတယ်လေအလဲမှာလည်းဒီမေတာတဲ့ယူရင်းနဲ့တာတဲ့ရလဲကိုဘက်ကရတယ်โอเคကရီနာလည်းတန့်ကိုကန်လိုက်ပြီးပြီးတော့ဦးတက်ကကရီနာကိုပြန်ပြီးတော့ကန်လိုက်ပြီးအဲ့ဒါတွေကဒါအလုံးမဟုတ်ဘူးကြာကို့လုံးမဟုတ်ဘူးဒီတာတဲ့ကိစ္စဆိုတာဒါ EHP ဘက်မှာတာတဲ့ပေါ်တာအဲ့တော့ EHP ရဲ့အလုပ်ကျွန်တော်လောက်ကဒီကောင်ကိုညှော်သိရင်ညှော်မယ်ဂိုရှိလဲခွာပြီးဆိုအဲ့တာပါကိုယူမယ်ပြီးတော့ကိုလိမ့်မှာရှိတဲ့ဂိုခရီကိုစားမယ် Granger ဆွမ်းတာ travel key ပေါက်သွားတာဆိုတော့ဒီကောင်ကတော်တော်လေးတော့ထမ်းပြီဗျာဒီကောင်โอเคကျွန်တော်ဒီမွန်နာရပြီဗျာဒီ
ဒီမှာနာရပြီဆိုရင်ကျွန်တော်ဘက်တရီအနေငယ်လိုက်ဆိုင်ပေးလို့လည်းရနေပြီ။2ကိုဘယ်လိုနေရာတွေမှာအသုံးပြုလို့ရမလဲဘယ်လိုဘာကြောင့်မလို့ကျွန်တော်မြင်မြန်လောက်ခိုင်းလဲဆိုတော့ကျွန်တော်ပြမကြည့်ကျွန်တော်ဒီဘက်ကိုစားမယ်ဆိုပြီးသွားတယ်ကလင်နဲ့ Granger တန်းပြီးတော့ထွက်လာဗျာအဲ့တော့ကျွန်တော် ski 2နဲ့အမြန်မဲကျွန်တော်နောက်ကိုပြန်ပြီးတော့ဗတ်လိုက်တယ်အဲ့ကြောင့်မလို့ကျွန်တော်ရှေ့မှာပြောတာ ski 2ကိုချပြီးရင်တန်းပြီးတော့သုံးနိုင်အောင် brother ကိုကျင့်ထားဒီလိုနေရာမျိုးမှာဆိုရင်တော်တော်လိုတယ်ဗျာဆောင်းတာဆိုကျွန်တော်ကမသုံးမိဘူးဆိုကျွန်တော်အဲ့နေရာမှာတည်သွားနိုင်တည်သွားရင်ကလင်ရ Granger ရဒီကောင်ကျွန်တော်တဲ့ fan ပြီးတာတော့မှကလင်ရတယ်ဆိုရင်လေအဲ့တော့ကျွန်တော်ဒီကောင်နဲ့ရှင်းပြီးတော့လောက်လို့ရမှာမဟုတ်တော့ဘူးအဲ့ဒါကြောင့်မလို့ကျွန်တော်ဒီ ski 2ကကလောက်မှာအသက်ပဲဗျာအဲ့ကြောင့်မလို့ဒီ ski 2ကိုကျွန်တော် customer ပဲဖြစ်ဖြစ်ကျွန်တော်သွားပြီးတော့ train ဒါမှမဟုတ်လည်းဒီလို class တွေဘာတွေမှာကလောက်သွားကန်ရင်လည်း train ဗျာအဲ့ဒါမျိုးကြီးဆိုရင်ဒီ ski 2ကိုကျွန်တော်တော်တော်လက်အဲ့လိုလေးလုပ်ရအောင်ဒီမှာမမအိုရကဒီမှာကြောက်ပြောင်းပြောက်ပြီးဒီမှာနေနေရဗျာရောအဲ့မယ်အဲ့ဒီလေးပြန်ခွဲပြီးပြန်ထွက်ပြီးကြတဲ့ဒီမကြီးရော Granger ရာလဲပြီးတော့ရောက်လာအဲ့ဒါကျွန်တော်တခါလေးဖြတ်ပေးလိုက်မယ်ပြီးရင်ဂျင်စန်တို့ကောင်းနေလာဆိုတော့ဒါကိုယ့်အလုံးမဟုတ်တော့ဘူးကိုက basic တက်ပဲပြည့်ပေးလိုက်တော့ကို့မှာဘာဆွဲမှမရှိတော့ဘူးလေမဟုတ်ဘူးလားအဲ့ကျွန်တော်တို့က basic တက်ပဲပြည့်ပေးလိုက်ဒီမှာနှစ်ကောင်ရတယ်ပြီးရင်ကလင်ကလိုက်ထူအဲ့ဒါဆိုလို့ scale 2လေးချလိုက်ပြန်အဲ့ဒါအနည်းဆုံးတော့ဒီကောင်ဟီးရော့သွားပြီဒီဘက်ကိုသွားလို့မဖြစ်ဘူးဘာလို့ဆိုတော့ဒီကောင် scale 1ထိတာနဲ့ကျွန်တော်ကတည်မှာအဲ့တော့ကျွန်တော်ဒီမဲ့ဆိုတော့ကွန်မောင်းအမ်ဘလမှာပါတယ်တွေးရောမန်နာရောပြန်တက်တဲ့ဟာလေးနဲ့ကျွန်တော်ဒီ go grad လေးစားမယ်ပြီးရင်စူလီယာခြုံစစ်တယ်ခြုံထဲမှာဒီကောင်မရှိတော့ပြန်အိမ်မြန်းသွားပြီဆိုတော့ကျွန်တော်အလုပ်ကဒီ go ကားလေးကိုစားမယ်ပြီးရင်ကျွန်တော် fast tower try မယ် fast tower မှာအဲ့လိုလီကျန်တော့ရဆိုရင်တွားပြီးတော့ချိုးမိနေတော့ဗျာတင်မလားလွတ်ပြီးထားရတော့ဘာလို့ဆိုဟိုဘက်မှာ enemy ရှိနေလားမရှိနေလားဆိုတော့ကိုကမသိရဘူးလေလွတ်ပြီးထားရတော့ဒီမှာဆိုရင်ကြည့်အဲ့လိုမသွားတော့ပဲနဲ့လွတ်ပြီးထားရတာကလင်လည်းရောက်လာတယ်ဒါပေမဲ့ fast tower နည်းနည်းလေးပဲကျန်တော့ဆိုတော့ကျိုးသွားတယ်ဗျာအော်ဒီမှာကြည့်အဲ့လိုနေရာမျိုးတွေမှာကျွန်တော်ပြောတာဗျာဒီ ski 2ကိုကျွန်တော်တို့တိတိချာချာလှင်းမြင်သုံးတတ်ဖို့ပဲလိုတာဗျာအဲ့ဒါဆိုရင်ဘက်တဲ့ဝင်ထွက်တည်ပါလေဆိုရင်တအားကိုအရေးပါတယ်အဲ့ဒါကြီးအော်အဲ့လက်ကစုပြီးတော့တေးသွားပြီ၄ကောင်ဟေးအဲ့တော့ပြန်ပြီးတော့ဗတ်အဲ့လို ski 2ချပြီးရတယ်တန်းပြီးတော့နှိမ့်တက်အောင် brother တို့လောက်ထားဗျာအဲ့ဒါဆိုရင်အကောင်းဆုံးပဲဒီမဲ့မောင်ကလင်ကတာဝါပြီးလာချိုးနေတာကြီးအောင်စောနာကြီးအောင်ဟောဒီကောင်ဓမိတ်ကလည်းထွက်နေပြီဒါပေမဲ့ကိုကဟိုအိုက်တန်ကိုကအမ်ဘလန်ယူထားတာကလည်းဒီ90ရာခိုင်နှုန်းအောင်တွေးရော်သွားပြီဆိုရင် defense တွေတိုးလာရဲ့အမ်ဘလန်ယူထားတယ်ဆိုတော့အဲ့လောက်ထိသူရမကိုင်းတော့ဘူးဒါပေမဲ့ဆိုကျွန်တော်ပုံမှန်ဟိုလိုအမ်ဘလန်လေးယူလိုက်ဆိုရင်သူရတန်းပြီးတော့ကိုင်းတော့မှာဗျာဒီလောက်ရဲ့ AD ကိုကျွန်တော်ဘယ်လိုခွဲရမလဲဆိုရင်ကျွန်တော်ပြဒီမှာဆိုရင်ဟိုဘက်ကတန်ကလင်ချုပ်ပြီးသားအဲ့ဒါမျိုးဆိုရင်ကလင်ကပြေးပြီဆိုရင်စကီတူလေးနဲ့ဟိုဘက်ကိုကလင်ဘက်ကိုပြန်သွားပြီးတော့ခွဲပေးလိုက်ကြကျွန်တော်ပြောချင်တာအဲ့ဒါဗလာသားတို့ cloud ကိုင်ဆိုရင်စကီတူကိုကျွန်တော်တင်းလင်းမြင်သုံးတတ်ဖို့လိုရစကီတူပွင့်ပြီဆိုရင်အန်ဒီဘက်ကအရေးကြီးဆုံးလို့ထင်ရတဲ့ကောင်စီကပ်ပြီးတော့ခွဲစောနာလည်းကြည့်ကျွန်တော်ခွဲပြီးတော့ကျွန်တော်စကီတူလေးမကုံသေးဘူးမကုံသေးတော့ကြာစကီတူလေးကိုပြန်နေပြီးကျွန်တော်ဒီဘက်ကိုပြန်ပြီးတော့လက်ရောက်လာအဲ့ဒါတွေပဲဗျကလောက်ကိုင်မယ်ဆိုရင်အဲ့ဒါလေးစကီတူကိုကျွန်တော်တိတိချာချာလေး queue ဆိုင်ပြီးတော့သုံးတတ်ဖို့လိုတယ်ကလောက်ကစကေးတူးတစ်ချက်မှားတာနဲ့အဝင်တစ်ချက်မှားတာနဲ့ဒီကောင်ကရှော့ပြီပဲဘာမှလုပ်လို့မရတော့အဲ့ဒါကြောင့်မလို့ brother အနေနဲ့ကလောက်ကိုသွား train လဲ train ဒါမှမဟုတ်လဲစကေးတူးလေးကိုကျွန်တော် customer သွားပြီးတော့ကျင့်ရင်လည်းကျင့်အဲ့လိုမျိုးဆိုရင်အဆင်ပြေပါတယ်ဗျဘယ်လိုနေရာတွေမှာကျွန်တော်တို့ဒီတိုင်းကြီး AD ပဲခွဲရမလဲဆိုရင်ကျွန်တော်ပြမယ်ကြည့်အာကတ်တူက3ခေါင်လုံးဝင်တိုက်အဲ့ဒါဆိုရင်ဒီမှာကိုရီဘက်ကအတက်လက်က play ကိုင်းနဲ့ချုပ်ပြီးတာဆိုရင်ဒီမှာ3ခေါင်လုံးစုနေတဲ့အတွက် AD လေးပဲခွဲပြီးတာအသားလေး AD လေးပဲခွဲပြီးပြီးရင်စကေးတူးလေးရောချလိုက်ဘာလို့ဆိုတော့ AD ရောခွဲစကေးတူးလေးချတော့ကြတော့ski 2ကပြစ်တဲ့ damage ကိုရှိတယ်ကိုက AD ခွဲတဲ့ damage ကိုရှိတယ်စီစီလီယန်တော့သေတော့မှာပဲဟေ့ဘာလို့သွားပြီးတော့လောက်တာတော့ကွာချီရောသွားလို့ okay ကရီနာကပြန်ပြီးတော့လာတော့ကျတော့စီစီလီယန်ပြန်ပြီးတော့1လေးနဲ့ပဲတတ်လိုက်တယ်ဆိုတော့ကျွန်တော်ပြောသလိုပဲဒီချီကတန့်အဲ့လို3កောင်လုံးပါညာစုပြီးပြီဆိုရင်ဒီကောင်လေးစုသွားမှတွေ့ကြကျွန်တော် ski 2သုံးစရာမလိုဘူးအဲ့တော့ AD ကိုပဲအရင်ခွဲပြီးကြမှာဒီကောင်လေးပြေးပြီဆိုမှ ski 2နဲ့အကောင်လေးကိုလိုက်ပြီးတော့ AD ကတ်ခွဲအဲ့လိုမျိုးလေးဗျာကလောက်ကအဲ့ကြောင့်မလို့ကလောက်ကင်ပြီဆိုရင်ကျွန်တော်ဒီ AD ခွဲတော့မယ်ဆိုရင်ဗျာအဲ့လိုတန့်လုတ်ပြီးလေပါညာဆိုရင်အဲ့လိုလေးပဲခွဲဒါမှမဟုတ်ဒီကောင်လေးကတန့်ချုပ်ပြီးတာမှပြေးရဆိုရင်အဲ့လို ski 2လေးခြံပြီးတော့ ski 2လေးနဲ့ဒီကောင်လေးဘက်ကိုလိုက်ပြီးတော့ AD ခွဲပြီးကြအဲ့ဒါဆိုရင်ကလောက်ကတော်တော်လေးကိုကိုင်းဘယ်လိုစင်ကျင်ရမလဲဆိုရင်ကျွန်တော်ဒီမှာပြမယ်ဗျာဒီမှာကျွန်တော်တို့ဘက်ကလော်ကြီးနဲ့တက်လာအဲ့ဒါကိုကျွန်တော်ဒီဘက်ကို AD ခွဲမလို့လည်းအာဂတ်စီကိုရောက်တာဗျာဒါပေမဲ့ဒီကောင် AD ဖွင့်ထားတော့ကျွန်တော် AD ခွဲတယ်ဘာမှဒီကောင်ကိုတမ်းမထိဘူးအဲ့လိုနေရာမျိုးမှာဆိုကျွန်တော်တို့ပြန်ပြီးတော့ဖတ်ကမှာဒါပေမဲ့ကျွန်တော်မဖမ်းမိလိုက်ဘူးအဲ့ဒါကြောင့်မလို့ဒီမှာတည်သွားတယ်ဗျာဒါမလုတ်တဲ့အမားတွေ brother တို့သိအောင်လို့ကျွန်တော်ပြပြရခြင်းဖြစ်ပါတယ်ပြန်ကျွန်တော်ပြမယ် Winner Crown ဘလူးချိန်နေမှာကောင်းလဲဆိုရင်ကျွန်တော်ပြမယ်နော်ဒီမှာဆိုရင်ကျွန်တော်ကားတိုက်တော့အကြောင်းအာဂတ်ကြီးကိုတင်းလာတယ်မလုံနိုင်ဘူးကျွန်တော်ဒီကောင်ကပဲအရင်ပြည့် physical ပဲပြည့် AD မခွဲနဲ့အောင်ပြီးတော့ဒီကောင်ကတ်လာတဲ့ကိုစီကိုအဲ့တော့ပြန်ပတ်လိုက်ပြီးရင်ကိုတီမီကလည်းဖတ်နေပြီဆိုတော့ဒီကောင်တွေကိုတော့ရောရမယ်ဘာ space မှမရှိတော့ဘူးဆိုရင် Winner Crown လေးနဲ့ AD လေးနဲ့ရောပြီးတော့သုံးပြီးလိုက်အဲ့ဒါဆိုရင်ဒီကောင်တွေ heat မရှိတော့ဘူးဗျာအမေကရီနာကအစင်သစ်လိုက်ပြီးတော့ဖုတ်ရုံပဲအဲ့လိုမျိုးဒီမှာဆိုရင် Winner Crown တော်တော်လေးတန်တယ်ဗျာအဲ့ကြောင့်မလို့မိတ်ဆွေတို့အနေနဲ့ enemy team ရဲ့ drop ပုံမှာမူတည်ပြီးတော့ item အချိန်ပြောင်းနဲ့ဝင်းအောင်နေချနဲ့ Winner Crown item အချိန်ပြောင်းလေးလုပ်ပြီးတော့ဆက်ကြည့်ပါ
ဒါတော်တော်ကောင်းတယ်ဗျာဘောနော်ခေါင်းအဲ့လိုမျိုးတွေတော်တော်လိုက်တယ်ဒီမှာဆိုရင်ကျွန်တော်နဲ့ grow က granger ကိုလိုက်ပြီးတော့တက်နေတယ်ဒီကောင် retreat ပေါက်ပြီးတော့ပြေးနေတာအောက်မှာလည်းအာဂတ်တုကောင်ရဲ့ဝင်လုံးနေကရီနာကလည်းတည်သွားပြီကျွန်တော်လည်း separate ရှိတော့ granger ဝက်ဖြတ်မယ်ဆိုပြီးတော့ AD ကိုဝင်ခွဲပြီးလိုက်တယ်ပြီးတော့ကျွန်တော်ပြန်လာမယ်ပြီးရင် clean ကိုထပ်ပြီးပြင်မယ်ဗျာရော physical ပဲရှင် trade ကြီးရောဒီကောင်နှစ်ကောင်တန်းပြီးတော့ကိုင်းထွက်သွားတာဗျာအဲ့လိုမျိုးကန်ရတယ် cloud ဆိုတာဗျာအရေးကြီးတဲ့ကောင်တွေကိုပဲအဓိကလိုက်ပြီးတော့ဖျောက်ပေးလိုက်အဲ့ဒါဆို enemy team ကဘာမှကိုလှုပ်နေနိုင်ကြအကြောင်းမရှိတော့အဲ့တော့ဟိုဘက်မှာ already ဒီကောင်ပဲရှိတော့အတွက်ကြောင့်ကျွန်တော်တို့ lane ရှင်းပြီးတော့တာကိုပဲချိုးမယ်ရော့အဲ့မယ်ဒီမှာဖင်ရရတာဘယ်လိုလဲဆိုကြည့်ကိုကဒီကောင်မကိုသွားပြီးတော့ပြင်နေတာဘဲအောင်ဒီကောင်မ damage နဲ့ကိုကပြင်ပြီးတော့တည်သွားတယ်တာဝါပစ်တာနေနဲ့အဲ့တော့ကျွန်တော်ဒီ AC လေးပဲတာဝါလေးချိုးလိုက်တော့ညာဒါဆိုရင် game ပဲနိုင်ဖို့အသာလေး cloud ကင်ပြီးတော့အဲ့တော့ကျွန်တော်ဒီနေ့ cloud guide video လေးကတော့ဒီလောက်ပါပဲကျွန်တော်နောက်ထပ် video ဒီမှာပြန်ဆောင်တွေ့ကြမှာပါသားလို့